Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့သူလာပါဒီနေ့ကြုံရွေးချယ်ထားတဲ့ ခေါ်တီလီကတော့ NATO fan တွေတက်တဲ့စုများစောက်ကူလာခေါ်တီလီပဲဖြစ်ပါလားခင်ဗျာဒီခေါ်တီလီကအရန်လုံးပြင်းဘူးအရန်လည်းမချိုဘူးအချင်းကဲကဲလေးနဲ့အရန်ကိုတောက်လို့ကောင်းမယ်ခေါ်တီလီပဲဖြစ်ပါလားခင်ဗျာပါဝင်မဲ့ PC လေးတွေကတော့ Vodka Apple Juice Simple Sour Lemon Juice Canadian Sour တို့ပဲဖြစ်ပါလားခင်ဗျာ Okay ဗီဒီယိုလေးကိုစလိုက်ရအောင်Vodka 45 ml ထည့်ပါမယ်Apple Juice 30 ml ထည့်ပါမယ်Simple Sour 10 ml ထည့်ပါမယ်Lemon Juice 10 ml ထည့်ပါမယ်Canadian Sour 50 ml ထည့်ပါမယ်โอเคရေခဲထည့်ပြီးရှက်လိုက်ရအောင်ကားနည်းလေးထည့်ပါမယ်ဒါလေးကတော့ဆာကူလာခေါ်တီလေးပဲဖြစ်ပါလားခင်ဗျာအတိတ်တော့ကော်စီလေးတွေကိုလည်းအမြဲတမ်း remain လုပ်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကြော်ရဲ့ pro page လေးကို like and follow လုပ်ပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်